ဒီကောင်လေးဟာမြောက်တကောင်နဲ့ကြောက်ပတိစိတ်လူနေတော့မြောက်ကသူ့လက်မောင်းကိုကိုက်လိုက်ပါတယ်။ဒဏ်ရာကမခံမရက်နိုင်အောင်နာကျင်နေတာပါ။ဒါပေမဲ့မထင်မှတ်ပဲကြောက်ပတိစိတ်ပေါ်ကိုသွေးဆက်တွေကျလာပြီးအဲ့ဒါကချက်ချင်းပဲအသက်ဝင်လာပါတယ်။သမုတ်တရားအောက်ခြေကတကိုးကြီးတို့ချောင်းကဒါကိုချက်ချင်းအာယုံခံမိပြီးကြောက်ပတိစိတ်ကိုရှာဖို့ရေထဲကနေထုံထိုးထွက်လာပါတယ်။ကြောက်ပတိစိတ်ကလည်းတုတ်ချောင်းပေါ်လာတာကိုတီးလိုက်ပါတယ်။သူတို့နှစ်ခုစတင်ပေါင်းဆက်ကြပါတော့တယ်။ဒီပေါင်းဆက်မှုရဲ့ကြရက်ကအရန်ပြင်းထန်လွန်းလို့ကောင်းကင်တောင်အယောင်ပြောင်းသွားပြီးဖြစ်ရစံကြီးတစ်ခုကောင်းကင်မှာပေါ်လာပါတယ်။ဒီဖြစ်ရက်ကတိုင်းလောကဆရာကြီးတွေကိုတောင်တုံ့လှုပ်သွားစေပါတယ်။ပေါင်းဆက်မှုပြီးဆုံးသွားတော့တကိုးကြီးတုတ်ချောင်းဟာတာမန်ပုံစံပြန်ပြောင်းပြီးကောင်းကင်ဘော်ကနေပြန်ကျလာပါတယ်။ကောင်လေးကတုတ်ချောင်းကိုအံ့ဩတကြီးကြည့်ပြီးမြေကြီးရဲကနေအားနဲ့ဆွဲထုတ်လိုက်ပါတယ်။သူ့ရဲ့ကြောက်ပတိစိတ်ပျောက်သွားတာကိုသတိထားမိသွားပါတယ်။ဒါပေမဲ့သူကအဲ့ဒီတကိုးကြီးတုတ်ချောင်းကိုတာမန်တုတ်တစ်ချောင်းလိုသုံးပြီးမြောက်ကိုရှင်ထဲကနေကဲတင်ဖို့သုံးလိုက်ပါတယ်။ဒီကောင်လေးရဲ့နာမည်ကကျန်းရှောင်ဖန်းပါ။သူကတိုင်းလောကမှာတော်တော်လေးအားနေတဲ့သူတစ်ယောက်ပါ။လူတိုင်းကသူ့ကိုအထင်သေးကြပါတယ်။သူ့ပေါ်လောင်ပြောင်မှုတွေတောင်ရှောင်ဖန်းတစ်ယောက်ကျင့်သားရနေတာကြာလာပါပြီ။ဒါပေမဲ့ရာစုနှစ်တစ်ခုမှတစ်ခါချင်းပမဲ့တိုင်းပြိုင်ပွဲကြီးကတော့ရှောင်ဖန်းပေါ်ထားတဲ့လူတိုင်းရဲ့အမြင်ကိုလုံးဝပြောင်းလဲသွားစေတော့မှာပါ။ပြိုင်ပွဲကိုမဲနိုင်တာနဲ့အရင်စတင်ပါတယ်။ကိုကြားတဲ့သူနဲ့ရှင်ပြိုင်ရမှာပါ။ရှောင်ဖန်းကမပြန်နိုင်တော့မဲတောင်သွားမနိုင်ပါဘူး။ကံကောင်းကျင်တော့မြေပြင်ပေါ်မှာဘယ်သူမှမလိုချင်တဲ့မဲတလိပ်ကြကြံနေခဲ့ပါတယ်။ရှောင်ဖန်းကအဲ့ဒါကိုတွေးတော့တိတ်တိတ်လေးအမြန်ကောက်ယူလိုက်ပါတယ်။ဒီလိုနဲ့သူဟာပြိုင်ပွဲတရားဝင်ပါဝင်ခွင့်ရသွားပါတယ်။မဲနိုင်ပြီးရင်ပြိုင်ပွဲကြီးစတင်မှာတော့မယ်။တိုင်းလောကသားအားလုံးဒီရာစုနှစ်တစ်ခါတိုင်းပြိုင်ပွဲကြီးကိုကြည့်ဖို့ပြိုင်ကွင်းစီပြန်တန်းလာကြပါတယ်။ပြိုင်ပွဲတရားဝင်စတော့တိုင်းသမားတွေအားလုံးဟာစိတ်လှုပ်ရှားနေကြပါတယ်။တိုင်းဆရာကြီးတွေပြိုင်တာတွေ့ရင်ပရိသတ်တွေအားလုံးအုံပြီးတွားကြည့်ကြပါတယ်။ရှောင်ဖန်းပြိုင်ရမယ့်အလှည့်ရောက်တော့ပွဲကြည့်သူတစ်ယောက်ပဲရှိပါတယ်။ပြိုင်ဘက်ကလည်းရှောင်ဖန်းကိုအထင်သေးပြီးတကွက်သေးနဲ့အပြက်ရှင်းဖို့လုပ်ပါတယ်။ဒါပေမဲ့မထင်မှတ်ပဲရှောင်ဖန်းတစ်ယောက်ဘာမှမလုပ်ရသေးခင်ပြိုင်ဘက်ကဘာကြောင့်မှမသိပဲမြေပြင်ပေါ်လဲကျသွားပါတယ်။ရှောင်ဖန်းလည်းဒီအတိုင်းပွဲနိုင်သွားပါတယ်။ဒါပေမဲ့လူတိုင်းကရှောင်ဖန်းတော်လို့ဆိုပြီးမထင်ကြပဲပြိုင်ဘက်ရဲ့အမှားကြောင့်လို့ပဲထင်နေကြပါတယ်။နောက်တစ်နေ့ရှောင်ဖန်းဆက်ပြိုင်ရပါတယ်။ပြိုင်ဘက်ကသူ့ကိုအထင်သေးနေရုံပါပဲ။နှစ်ယောက်သားစတင်တိုက်ခိုက်ကြပါတယ်။ပြိုင်ဘက်ကရှောင်ဖန်းကိုတမင်တကာတကွက်ကြောပေးတိုက်ပါတယ်။ထင်မထားပဲတိုက်ပွဲဟာတဖြည်းဖြည်းနဲ့တမျိုးဖြစ်လာပါတယ်။ပြိုင်ဘက်ကခွန်အားကုံတုံးတိုက်တာတောင်ရှောင်ဖန်းကိုနိုင်အောင်မတိုက်နိုင်ပဲရှောင်ဖန်းရဲ့တကိုးကြီးတုတ်ချောင်းအောင်မှာပြန်ပြီးအဖိနှိတ်ခံနေရပါတယ်။ဒီမြင်ကွင်းကိုတွေးတော့လူတိုင်းမယုံနိုင်အောင်ဖြစ်သွားကြပါတယ်။ရှောင်ဖန်းကဒီလောက်တော်နေပေမဲ့သူ့ဆရာကချီးကျူးတာမျိုးမလုပ်တဲ့အပြင်တိုင်းပညာခိုးကျင်နေဆိုပြီးပြင်းပြင်းထန်ထန်ဝေဖန်ပါတယ်။ဆရာစီကအပြင်းထန်အဆူခံလိုက်ရတော့ရှောင်ဖန်းတယောက်အယံဝမ်းနေသွားပြီးတကိုးကြီးတုတ်ချောင်းကိုဒေါသတကြီးနဲ့